Hello အားလုံးပဲမင်္ဂလာပါ Kira ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့Kira တို့အခြေရေး reading လေးသွားကြရပေါ့နော်အခြေရေး reading မှာဘယ်လိုဖြစ်မလဲဆိုတော့ကိုကသဘောကျနေရလို့ရှိရပေါ့နော်ဆိုတော့သဘောကျနေရလို့ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုအပေါ်မှာဘယ်လိုခံစားနေရရှိလဲကိုယ့်ရဲ့ခံစားချက်တွေကဘယ်လိုမျိုးဖြစ်နေလဲပြီးရင်နှစ်ယောက်ကြားထဲမှာဘယ်လို potential မျိုးရှိလဲပေါ့နော်ဥပမာထားပါတော့အနာဂတ်မှာရည်ရဖြစ်သွားနိုင်ချေရှိလားဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့အဲ့ဒါကို spread လေးနဲ့ Kira မပေးတော့မှာဖြစ်ပါတယ်ဆိုတော့ပုံမှန်တိုင်းပဲ Kira share လုပ်နေတဲ့တော့တွင်မှာကိုယ်နဲ့ resonate ဖြစ်တဲ့ message တွေရောက်လာဖို့ universe ကို down ထားလို့ရပါတယ်ဟုတ်ပြီအဲ့တော့သူ့ဘက်ကကိုယ်ဘယ်လိုမျိုးခံစားရလဲဆိုတာမျိုးလေးကြည့်ရအောင်နော်ဆိုတော့သူ့ဘက်ကဘယ်လိုခံစားရလဲဆိုတော့ page of cups ကြားတယ် page of cups ကဘယ်လိုမျိုးလဲဆိုတော့ကိုယ်အဲ့လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်လိုမျိုးမြင်နေဆိုတဲ့ဟာမျိုးလေးတွေ့ရပေါ့နော်ဒီကက်လေးကသူကထားပါတော့ကိုကသူ့ဘက်ကိုစကားစပြောထားတိတ်ပြီးတော့မကြသေးဘူးဆိုတာမျိုးဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ကိုကငယ်ရွယ်တယ်နှစ်ယောက်လုံးပေါ့နော်ကိုရောကိုစိတ်ဝင်စားနေတဲ့လူကိုနှစ်ယောက်လုံးကငယ်တယ်ဆိုတဲ့ energy မျိုးတွေရတယ်ပေါ့နော်ဆိုတော့ဒီကလေးကတော့မတိုင်းပြောမယ်ဆိုတော့အချိန်ကြီးတော့ကောင်းတယ်ပေါ့နော်ကို romantic interest အနေနဲ့သူပုံမှန်ထားတော့ကိုစကားတော့ပြောရဲဆိုလဲသူတေချာနားထောင်နေတေချာပြန်ပြောပြီးရလို့ကိုပြန်ပြီးတော့သဘောကျလာနိုင်ချေရှိရဲ့အနေထားမျိုးသူ့ရဲ့စိတ်ထဲမှာတွေ့ရတယ်ပေါ့နော်ဆိုတော့ကို interest ပေါ့နော် romantic interest ဖြစ်လာနိုင်မဲ့ potential မျိုးသူ့စိတ်ထဲမှာအဲ့လိုမျိုးမြင်နေပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ဆိုကိုယ့်ဘက်ကရောဘယ်လိုအခြေအနေမျိုးရှိနေလဲပေါ့နော် King of Pentacles ဆိုတော့ကိုယ့်ဘက်က feeling ကကြတော့ဘယ်လိုဖြစ်နေလဲဆိုတော့ဒီလူကိုကဘယ်လိုမျိုးအများဆုံးမြင်လဲဆိုတော့တီတီကြီးကြီးရှိရင်တီတီငင်ငင်ရှိရပေါ့နော်သူ့အနေထားနဲ့သူရှိရဒီငွေကြေးပါအရာရောပြီးလို့ရှိရင်ဒီစိတ်နဲ့စိတ်ဓာတ်အရာရောပေါ့နော်ယုံကြည်ရတဲ့လူ stable ဖြစ်တဲ့လူဆိုတော့အဲ့လိုမျိုးခံစားချက်မျိုးခံစားရတယ်ပေါ့နော်ကိုယ့်ဘက်က feeling ကတော့အမှန်တိုင်းပြောမှဆိုရင်တော်တော်လေးကိုတိတ်တီးရလို့ပြောလို့ရတယ်သူပဲကျင်းတီတော့သူပဲဆိုရခံစားချက်မျိုးပေါ့နော်အဲ့လိုမျိုးခံစားရတာမျိုးလေးရှိမယ်ဆိုတော့နှစ်ယောက်ကြားရဲ့ potential ကိုကြည့်မယ်ဆိုလို့ရှိရင် Okay 7 of Wands ဆိုတော့လေနှစ်ယောက်ကြားရဲ့ potential ကိုကြည့်မယ်ဆိုရင်ကိုနဲ့သူကြားကကိုနဲ့သူကြား connection ပေါ့နော်ကိုနဲ့သူကြား feeling ကတကယ်ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲ pure ဖြစ်တယ်တန့်စင်တယ်ပေါ့နော်စိတ်ဘယ်လိုပြောမလဲကိုသဘောကျရဲဆိုတဲ့ခံစားချက်မျိုးရှိရယ် potential ရှိရယ်ဒါပေမဲ့လည်းဒီကိုနဲ့သူ့ရဲ့ကြားမှာဆိုလို့ရှိရင်ဘယ်လိုရှိလာတတ်လဲဆိုတော့ဘေးနာကပေါ့နော်ဘေးနာကထားပါတော့ကိုကသူ့နာကိုသူ့ကိုစကားတော့ပြောရဲဘာညာဆိုလို့ရှိရင်ဘယ်လိုမျိုးဘေးနာကအစမပြေတဲ့ energy မျိုးတွေရှိရပေါ့နော်။စကားလာပြောတာမျိုးတွေသူနဲ့အနေနဲ့ကအဆင်ပြေမှာမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးတွေပေါ့နော်။
ဆိုအဲ့လိုမျိုးဟာတွေအများကြီးကိုမြင်နေရတယ်ဒီလိုမျိုးအများကြီးရှိလိမ့်မယ်ပေါ့နော်ဆိုတော့ကိုကလောလောဆယ်သူ့ကိုစိတ်ဝင်စားတယ်စကားတော့ပြောနေရမှပဲမယ်လေကိုကအဲ့လိုမျိုးတော့ပြောဖြစ်ဖို့ကိုတောင်မှပဲအဲ့လိုမျိုးကိုယ့်ဘက်ကစူးစမ်းဖြစ်ဖို့ကိုတောင်မှပဲအများကြီးရှုံးကန်နေရတယ်ပေါ့နော် maybe ကိုယ့်ရဲ့အတွင်းစိတ်တွေကအတွေ့အလည်းဖြစ်နိုင်တယ်ဥပမာထားပါတော့ငါအရင်တော့ဒီလိုကြုံခဲ့ဘူးတာဒီလူကအရန်ကောင်းနေဆိုတော့ငါသူ့ကိုဘယ်လိုပြောမလဲငါနဲ့သူနဲ့ဖြစ်နိုင်မှာလားဆိုတော့အဲ့လိုမျိုးစဉ်းစားမျိုးရှိရပေါ့နော်ဆိုတော့ကိုယ်တိုင်စဉ်းစားမဟုတ်လို့ရှိရင်ဒါဘေးပတ်ဝန်းကျင်ကနေပြီးတော့ပြောရစကားမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတော့ဒီ energy ပါနေတဲ့အတွက်ကြောင့်မလို့ကိုကသူ့ကိုစူးစမ်းတဲ့အခါမှာအများကြီးတော့ရုန်းကန်ရမယ်ရုန်းကန်နေရတယ်စူးစမ်းနေရတယ်ဆိုတဲ့ဟာမျိုးလေးတွေ့ရတယ်ပေါ့နော် okay so ဒီမှာပါနေကြည့် 8 of wands okay ဟုတ်ပြီ8 of wands 8 of wands ကြာရဲဆိုတော့คิดว่าအမြင်ရတော့လေတကယ်လို့ကိုကပေါ့နော်ဒီလူကိုကတကယ်လဲသဘောကျတယ်တကယ်သဘောကျလို့ပဲဒီခံစားချက်တွေပေါ့နော်ကိုယ်စိတ်ထဲမှာကိုယ့်ဟာကိုယ်အစမပြေဖြစ်နေရဖြစ်ဖြစ်ဘေးကပြောရတာဖြစ်ဖြစ်ပေါ့နော်ဒီရတဲ့အကုန်လုံးကိုကကြော်ဖြတ်နိုင်တယ်ဆိုလို့ရှိရင်ကြော်ဖြတ်ပြီးတော့ခက်ခဲနဲ့သူ့ကိုစူးစမ်းမယ်ဆိုလို့ရှိရင်ကိုကနောက်ဆုံးမှာပေါ့နော်လို့ဘာမှပူစရာမလိုဘူးဘယ်လိုပြောမလဲကိုယ့်ဘက်ကအပိုင်းအကုန်လုံးပြီးသွားပြီဆိုရဲခံစားချက်မျိုးပေါ့နော်ကိုကသူ့ကိုသဘောကျကြောင်းစိတ်ဝင်စားကြောင်းဖော်ပြခဲ့ပြီးသွားပြီဆိုတဲ့အချိန်မှာကိုကသူ့ဘက်ကနေပြန်ပြီးတော့လက်ခံဖို့ရှိရတယ်ဒီသူ့ဘက်ကလာမဲ့အချစ်တွေဒါမှမဟုတ်လို့ရှိရင်ပြန်ပြီးတော့စိတ်ဝင်စားတာမျိုးနှစ်ယောက်အတူတူတွဲကြည့်မလားဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့အဲ့လိုမျိုးပြန်ပြီးတော့လက်ခံဖို့ပဲရှိရဲဆိုတဲ့ခံစားချက်မျိုးခံစားရတယ်ဆိုတော့အခုအချိန်လေးရပြောရမယ်ဆိုလို့ရှိရင်တော့နှစ်ယောက်ကြားရဲ့ potential ကကိုယ့်ဘက်ကအများကြီးရုန်းကန်ရမယ်ဆိုပေမဲ့လည်းတကယ်လို့ဒါကိုကရုန်းကန်နိုင်ခဲ့မယ်ဆိုလို့ရှိရင်စုလက်တစ်ခုပြန်ရမှာမလို့ခေရောဘက်ကတော့စူးစမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဆိုတော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲတကယ်လို့ခေရောကို personal reading လာမေးချင်တယ်ဆိုရင်ခေရော description မှာခေရောရဲ့ Telegram account name လေးကိုချထားပေးမယ်ပေါ့နော်ဆိုတော့အဲ့ name လေးကိုရှာပြီးတော့လာမေးလို့ရပါတယ်Okay ပါအားလုံးလည်းအဆင်ပြေကြပါစေဒီနေ့ reading လေးကတော့ဒီလောက်ပါပဲနောက် reading မှာပြန်တွေ့ကြမယ်နော်